လူတွေဟာစိတ်ယုတ်စိတ်ပုတ်တွေမရှိရအောင်စိတ်ယုတ်စိတ်ပုတ်တွေကိုတန်ရှင်းအောင်ရှင်းထုတ်ပြရမယ်ဒီလိုပဲဟောတာလောကလူတွေအများစုကကိုယ်ကာယမှာဆွဲကပ်နေတယ်ကိုယ်ကာယမှာတင်းကြပ်နေတယ်အညစ်အကြေးတွေကိုသာလဲရေမိုးချိုးတန်းစင်ရှင်းသန့်ပြကြတယ်စိတ်ပုတ်ကိုတော့ဒီတိုင်းသိမ်းထားကြတယ်စိတ်ပုတ်စိတ်ယုတ်တွေကိုတော့ရှင်တဲ့နှလုံးထဲကထုတ်ပြမှမသိဘူးဟောကိုယ်ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့အညစ်အကြေးတွေတော့မှန်ကလေးကြည့်နှုတ်ခမ်းလေးစုကြည့်သွားလေးဖြဲကြည့်နဲ့အဲ့ဒါလို့အမျိုးမျိုးလုပ်ပြီးတော့ခန္ဓာကိုယ်လှအောင်ပေါ့အောင်မပြင်ကြစိတ်ကိုလှအောင်ပြင်တာမရှိကြနဲတယ်ပေါ့နော်အဲ့ဒီနှစ်ခုဟာအရေးကြီးတာကပါတော့ခန္ဓာကိုယ်ကြီးကိုစဉ်းစားကြည့်လိုက်ပြင်ရင်နဲ့သူပြတ်သွားဘလောက်ပြင်နှစ်ကြာလာရင်သူပြတ်မှာပဲနော်တဖြည်းဖြည်းအိုမင်းလာတာစပင်ကပြင်ဆိုးရင်းတဲ့အခါဖွေးလာသွားတွေကလည်းပြင်နဲ့ကျိုးကုန်တယ်အဲ့တော့ရုပ်ကြီးပြင်နေတာကတော့ဘာမှသိပြီးတော့ကျိုးထူးလာမှာမဟုတ်ဘူးနှစ်ကြာလာရင်ဆွေးလာမှာပဲသူကစိတ်ပြင်တာကြတော့တမိုးတွေပြင်ပါတယ်လို့ဆိုအဲ့ဒီအတွေးကိုသိဖို့လိုတယ်အဲ့ဒါကိုသူမေတ္တာတော့အသိဉာဏ်ရှိတယ်လို့ဘယ်ဟာကအဓိကကြလဲဘယ်ဟာရှင်းတာဘယ်ဟာလောက်တာအဓိကကြလဲဆိုတာကိုနားလည်သဘောပေါက်ဖို့ပဲတူတာပေါ့နော်အဓိကနဲ့ပဓာနနဲ့အပဓာနခွဲခြားတတ်ရ